皆さんこんにちは。ဒီနေ့ကတော့ hotel ပညာဒါနဗီဒီယို day 2ပဲဖြစ်ပါတယ်။အဲ့တော့ရှေ့ကဗီဒီယိုမှာပြောခဲ့တာပါပေါ့နော်။ written test မှာ1 to 30 30အပုတ်30ဖြစ်ရတယ်။အဲ့အပုတ်30ကဘယ်လိုတွေလာတာလဲဆိုတော့သူကchoice ပေါ့နော်။သူပေးထားတဲ့ဟာမှာအဖြေတွေက A B C ရရှိမယ်။အဲ့ထဲမှာ choose the correct one မှန်တဲ့ဟာကိုရွေးပေးရမှာဖြစ်ပါတယ်။အဲ့တော့နောက်ထပ် practical test လည်းအဲ့လိုမျိုးပဲသူကကြတော့1ကနေ6ပေါ့နော်1ကနေ6ဆို6ပုတ်ပါတယ်အဲ့6ပုတ်ကလည်းသူက ABC အဲ့ထဲမှာ choose the correct one ပေါ့သူကလည်းမှန်တဲ့ဟာတစ်ခုကိုရွေးချယ်ပေးရမှာဖြစ်တယ်အဲ့တော့သူက practical test ထဲမှာကြတော့ဘယ်လိုလာတာလဲဆိုတော့ check in check out sheet ပေါ့နော်သူအပေါ်မှာအပိုက်လိုက်ကြီးထဲမှာပေးထားမယ်ဥပမာသူ့ရဲ့ hotel ရဲ့ပေါ့နော်check in ကဘယ်ချိန် check out ကဘယ်ချိန်ပြီးလို့ရှိရင်ခလေးကဥပမာဆိုလို့ရှိရင်အသက်9နှစ်အောက်ခလေးဆိုလို့ရှိရင်ဘယ်လောက် percent short ပေးတယ်တို့ပြီးလို့ရှိရင် breakfast ကိုဘယ်အလွာမှာသွားစားလို့ရတယ်ဘယ်အထက်မှာသွားစားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုသူကစာရွက်လိုက်ကြီးထဲမှာအကုန်လုံးရှိပေးထားမယ်ပေါ့နော်ပြောလို့ရှိရင်သူတို့ဒီ hotel ကနေပြီးတော့သွားလို့ရှိရင်ဘယ်နှစ်မိနစ်လောက်လမ်းလျှောက်လိုက်လို့ရှိရင်ဘယ်ကိုရောက်တယ်တို့ဆိုပြီးတော့အဲ့စာရွက်တရွက်အပေါ်စာရွက်တော်လေးလိုက်ကြီးမှာပါမယ်ပြီးတော့မှအောက်မှာနေပြီးတော့တစ်ကနေ4အထိဆိုပြီးတော့သူကမေကွန်းလေးပါလာမယ်အဲ့တစ်ကနေ4အထိဒီဘယ်ကိုကြည့်ပြီးဖြေရမှာလဲဆိုတော့အဲ့သူပေးထားတဲ့ check in check out sheet စာရွက်ကိုကြည့်ပြီးတော့ဖြည့်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့1 to 4ဒီလဲ ABC 3ခုရှိပြီးတော့သူကလည်းအဲ့လိုမျိုးပဲ choice လုပ်ပေးရမှာအဲ့တော့ number 5နဲ့6ကကြတော့မလုပ်ရမှာလဲဆိုတော့ပုံကြည့်ပြီးဖြည့်ရမှာသူက3ပုံပေးထားမယ်3ပုံထဲမှာသူကအပေါ်မှာမေကွန်းလေးပါမယ်မေကွန်းပါဘယ်လိုပုံလေးလာလဲဆိုတော့single လူမှုဆိုလို့ရှိရင်အဲ့ဒါဘယ်ပုံလေးပါညာပေါ့နော်အဲ့လိုလာတာဖြစ်ပါတယ်အဲ့တော့ဒါကwritten test ပေါ့နော်1 to 30 1 to 30အဲ့30အပုတ်30 ABCကျွေးရမယ့်ပုံစံကိုလေဥပမာတစ်ခုအနေနဲ့ပြထားပါတယ်အဲ့တော့ဒီလိုပုံစံလေးလာမှာပေါ့နော်โอเคကုဆာမကိုအိုမူခါအဲစီရတိုကီနီအဲ့တော့โอเคကုဆာမအဲ့တဲ့ကိုအိုမူခါအဲစီရတိုကီနီဆိုတာကကျူဆိုတဲ့အချိန်ပေါ့နော်သူကကျူတဲ့အချိန်ကြာလို့ရှိရင်စကားဥဆိုတာအသုံးပြုတဲ့ကုတ္တဘဝတို့ကြည့်တာကဆိုတာကသုံးတဲ့စကားအသုံးတော့ကုတ္တဘစကားလုံးကဘာပါလဲတဲ့အဲ့တော့အဲ့တဲ့ကိုတွားကြိုတဲ့အချိန်မှာသုံးတဲ့စကားအသုံးတော့ကဘာလဲဆိုပြီးအဲ့တော့အဲ့လိုမျိုးအပေါ်ကနေမိကုန်လေးလာမယ်ပြောလို့ရှိရင်အောက်မှာအဖြေ A B C ဆိုပြီးတော့၃ခုပါလာမယ်အဲ့တော့ A ကခွန်နီချီဝါ B က いらっしゃいませ C ကありがとうございますအဲ့တော့ဒီ၃ခုထဲမှာအဲ့တဲ့ကိုတွားကြိုတဲ့အခါမှာအသုံးပြုရတဲ့စကားလုံးကဘယ်ဟာဖြစ်မလဲဆိုတော့ဒီいらっしゃいませပေါ့နော်いらっしゃいませကိုသုံးပြရမယ်ဒါကြောင့်မို့လို့သူ့ရဲ့ correct answer က B ဖြစ်တယ်အဲ့တော့ဆောင်းမိုးဘက်မှာအဲ့လိုလေးရွှေ့ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့မနေ့ကဟာကိုဆက်ပြီးတော့သွားပါမယ်after service after service after service ဆိုတာကကြတော့ဟန်ပိုင်ရှာဆိုတာကရောင်းချတဲ့သူနောက်တစ်ခုကကြတော့ make ပြုလုပ်တဲ့သူကတဲ့ show ဟင်းဟန်ပိုင်ကိုဆိုတာကနောက်ပေါ့နော်ဒီပစ္စည်းရောင်းချပြီးတဲ့အနောက်မှာခိုက်တဲနီတိုက်ရှိဆိုတာတစ်ဖက်လူအပေါ်ကိုဟင်းရှိစအရေးအသွေးတွေနောက်တစ်ခုကကြတော့ဟိုရှောအမခံနေနောက်ကိုတန်ကန်ဆိုတာကဒီအပြက်အစည်းတွေတို့နောက်တစ်ခုကကြတော့ရှူရီနာတို့ပေါ့နော်ပြင်ဆင်ပေးတာတွေကိုမူရှော service ကိုဆိုတာကအခမဲ့အဲ့ပြင်ဆင်ပေးတာတွေကိုသူကအခမဲ့လုပ်ပေးတာအဲ့ဒါကိုကိုနောက်ကိုပြောခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ကိုကနေပြီးတော့တွားပြီးသူတို့ဆိုင်ရာဝင်လိုက်တဲ့အချိန်ကြလို့ရှိရင်ပေါ့နော်တချို့ဆိုင်နေကြလို့ရှိရင်ညီမတို့ဒီတစ်ခုခုဖြစ်သွားလို့ရှိရင် service ကိုညီမတို့ဆိုင်ဘက်ကနေပြီးတော့အလကားလုပ်ပေးပါတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကို after service လို့ပြောပါတယ်အဲ့တော့ after service ဆိုတာကပစ္စည်းဝယ်ပြီးတဲ့နောက်မှာကိုသွားဝယ်တဲ့ဆိုင်ကနေပြီးတော့ကိုအလကားလုပ်ပေးတဲ့ဟာအလကားပြင်ပေးလုပ်ပေးတဲ့ဟာကို after service လို့ပြောပါတယ်နောက်ကကြတော့ ability ပါability ပါ gas တို့ဆိုတာက average ပါ gas ဆိုတာကဒီလာတဲတဲ့တယောက်ချင်းအပေါ်မှာရောင်းရတဲ့ပြန်မြငွေပေါ့နော်ပြန်မြငွေကိုပြောချင်တာဟီတိုရီယာတာရီနော်100売上高အဲ့တော့လူတယောက်ချင်းစီအပေါ်မှာဒီအခန်းတစ်ခန်းရဲ့ရောင်းရတဲ့အားကိုပြောတာဖြစ်ပါတယ်တဲ့ ability ပါ gas တို့ပေါ့နော် average ပါ gas ဒီအဲ့တဲ့တယောက်ချင်းအပေါ်မှာရောင်းရတဲ့ငွေကိုပြောတာဖြစ်ပါတယ်အဲ့တော့အဲ့တဲ့ကြောက်ချင်းပေါ်မှာရောင်းရတဲ့ငွေဆိုတာကတော့ဟိုတယ်မှာအဲ့တဲ့100တဲတယ်ဆိုပါစို့သူကတညမှာပဲစုစုပေါင်းဝင်ငွေက10သိန်းဒါဆိုလို့ရှိရင်သူကတယောက်ချင်းစီအပေါ်မှာရောင်းရတဲ့အဲ့10သိန်းကိုဒီလာတဲတဲ့အဲ့တဲ့အရှိအတွက်100နဲ့စားလိုက်လို့ရှိလို့ရှိရင်ဒီအဲ့တဲ့တယောက်ချင်းစီအပေါ်မှာရောင်းရတဲ့ရောင်းအားကိုသိရမယ်ပေါ့နော်အဲ့ဒါကို average per gas ability per gas လို့ပြောတယ်နောက်တစ်ခုကကြတော့ ability ပါလူမှု occupied တို့ ability ပါလူမှု occupied တို့ဆိုတာကကြတော့သူကအခန်းတစ်ခန်းရဲ့ပြန်မြရောင်းရငွေကိုပြောတာပေါ့နော်1အတာရီနော်100売上高အဲ့တော့သူကကြတော့တစ်ခန်းချင်းရဲ့ပြန်မြရောင်းရငွေကိုပြောချင်တာဥပမာဟိုတယ်မှာအခန်း100ရှိတယ်အဲ့တော့အဲ့တနေ့တည်းမှာပဲအခန်း80ပေါ့နော်အခန်း100မှာ100ရှိတဲ့ဟာမှာ80ဥမာဧည့်သည်တဲတယ်အဲ့တော့သူကတစ်ခန်းလုံးကိုပြန်မြအားဖြင့်9000ထားတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်တစ်ခန်းချင်းအပေါ်မှာဘယ်လောက်ရောင်းရလဲအဲ့လိုမျိုးဟာကိုသူကပြောတာအဲ့ဒါကို ability ပါလူမှု occupied တို့ average ပါ room occupied ပေါ့နော်စုစုပေါင်းကိုပြောချင်တာမဟုတ်ဘူးသူကအခန်းတစ်ခန်းချင်းရဲ့အပေါ်မှာပဲရောင်းရတဲ့ပြန်မြငွေကိုပြောချင်တာစုစုပေါင်းကိုပြောချင်တာမဟုတ်ဘူးနောက်တစ်ခုကကြတော့ appetizer ဆိုတာက appetizer ဆိုတာကကြတော့ရှော့ကူယိုကိုဆိုဆိုတူတာမင်းနီဆိုတာကရှော့ကူယိုကိုဆိုတာစားကျင်တောက်ကျင်စိတ်ကိုဆိုဆိုတူတာမင်းနီတိုးပွားလာစေဖို့အတွက်ပေါ့နော်ရှော့ကူဇန်ဒီဆိုဇန်ဆိုဒီကမတိုင်ခင်ပေါ့ဒီစားတောက်တာမစားခင်မှာတဲ့ကျောစားတဲ့လူဆိုတာကဒီဝန်ဆောင်မှုပေးတယ်ဝိုင်းတို့နောက်ကကြတော့အိုတိုဘူးလူဆိုတာကဘာတွေကိုပြောတာလဲဆိုတော့သူကဒီမစားခင်မှာပေါ့နော်ဟိုတယ်ကတော့ထိုင်လိုက်ပြီးဆိုတော့သူမခင်မှာလာပြီးတော့စားကျင်တောက်ကျင်စိတ်ပေါ်လာအောင်လို့အနက်အရတာကောင်းနေပါညာအဲ့လိုမျိုးတွေနောက်တစ်ခု cheese တွေပါတယ်ပြီးဟင်းကြိုလေးတွေတတိလေး
လေးတွေအဲ့လိုမျိုးအဆရှိတဲ့ပြင်ကိုသူကခြုံငုံပြီးတော့အိုးတိုဘူးလို့အဲ့လိုခေါ်တာအဲ့ဟာတွေကိုအဆရှိတဲ့ပြင်ကိုအိုတိုဘူးလို့နာတော့နော်ဆိုးရှောကိုစာစုပြီးပြဖော်ပြချက်တွေဖြစ်ပါတယ်အဲ့တော့ appetizer ကမေးတတ်ပါတယ် appetizer ကဘယ်ဟာတွေကိုပြောတာ appetizer ကဘာတွေကိုပြောတာလဲဆိုတော့မစားခင်မှာစားကျင်စိတ်ပေါ်လာအောင်လို့အရင်ဆုံးပေးတဲ့အရင်ဆုံးတွေးတဲ့အခက်နဲ့ဟာတွေပေါ့နော်အဲ့ဒါကို appetizer လို့ခေါ်တာပါနောက်ကကြတော့ amenity ဆိုတာကကြတော့ amenity တာယာအဆင်ပြေမှုပေါ်ပြောရလို့ရှိရင်နော်အဲ့တော့သူကကြတော့ ipantekini ဝါရှိဘူးရအပြင်ဆိုလို့ရှိရင်တဲ့ခိုင်တက်ကီစာရစုမီယောစာနာတော့ကိုအီမီစလို့အဲ့တော့ဒီဟာလေးပဲသိရင်ရပါပြီ amenity ဆိုတာကရေဘူးရအပြင်ပေါ့နော်ဒီပျော်ရွှင်မှုတွေပြီးတော့တက်နေထိုင်မှုတွေအစရှိတဲ့ပြင်ကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာတော့သူကအဲ့လိုပြောထားတယ်ပေါ့နော်သူပြောချင်တဲ့သဘောတရားကသူတာယာပျော်ရွှင်မှုဖြစ်တယ်ပေါ့အဲ့တော့ဟိုတယ်ကိုတွားတဲလိုက်လို့ရှိရင်ဟိုတယ်မှာတုံးတဲ့ပစ္စည်းတွေဟိုတယ်ကဧည့်ခံတဲ့ဟာတွေကကောင်းလို့ရှိရင်ဘာဖြစ်လဲဆိုတော့ pleasant ပေါ့နော်တာယာတွေသူတို့ဝန်ဆောင်မှုပေးတဲ့ဟာတွေကမကောင်းဘူးဒီတော့ပစ္စည်းတွေတုံးရတာအဆင်မပြေဘူးဆိုလို့ရှိရင် unpleasant မပျော်ရွှင်ဘူးမတာယာဘူးပေါ့နော်နေရာထိုင်ရတာအဆင်မပြေဘူးအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက amenity ကိုဒါရက်ဘာတာပြန်ထားတာကတာယာအဆင်ပြေမှုလို့ပြောတယ်သူ့ပေမဲ့ပေါ့နော်ဒီဟိုတယ်ဒါမျိုးပေါ်မှာကြတော့ amenity ကိုမေးတဲ့အချိန်ကြလို့ရှိရင်ဒီညီမတို့ဟိုတယ်ကနေပြီးတော့ပေါ့နော်ပေးထားတဲ့ဒီအလကားရှူလို့ရတဲ့ပစ္စည်းတွေအလကားရှူသွားလို့ရတဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုပြောတာဖြစ်တယ်အဲ့တော့ဒီမှာ amenity လေးတွေကိုပြောပြပါမယ်အဲ့တော့ amenity ချက်ကူလေးဥပမာလေးတွေအဲ့ဒါဘာတွေလဲဆိုတော့ night wear ဆိုတာက night wear ဆိုတော့ဘာကြမှာညအိတ်ဝတ်စုံပေါ့နော်ညဘက်အိမ်ဝတ်တဲ့ဝတ်စုံနောက်ကကြတော့ basu towel ဆိုတာကကြတော့ရေထိုးတဲ့အခါပြီးတဲ့အခါမှာရေတုပ်တဲ့ပဝါပေါ့နောက်ကကြတော့ face towel ဆိုတာ face towel ဆိုတာမျက်နှာတုပ်ပဝါနာတို့အစရှိတဲ့ပြင် towel ဆိုတာကကြတော့ဒီ towel အမျိုးအစားတွေဖြစ်ပါတယ်တဲ့နောက်ကကြတော့ shampoo ဆိုတာက shampoo ကောင်းချော်ရေးကိုပြောတာ conditioner ဆိုတာက conditioner ပျော်စေနောက်ကကြတော့ body soap ဆိုတာက body soap ရေချိုးဆက်ပြောင်းပြောတာပါနောက်ကကြတော့ shower cap ဆိုတာက shower cup ဆိုတာကခေါင်းဆောင်ဆိုတာကရေချိုးတဲ့အချိန်မှာခေါင်းစပင်းတွေပါရေမစုံအောင်လို့ဆောင်းထားတဲ့ဟာကိုပြောတာနောက်ကကြတော့ hair ကော်မှုဆိုတာကကြတော့ကောင်းစီကျိုး hot brush ဆိုတာကကြတော့ hot brush ဆိုတာကသွား brush ဆိုတာကတိုက်တဲ့အဲ့တဲ့သွားတိုက်တယ်ပေါ့နော် hot brush ဆိုတာကသွားတိုက်တယ်နောက်ကကြတော့ခါရီဆိုဒီနောက်ကကြတော့ hige ဆိုဒီလို့လည်းခေါ်တယ် sorry ခမီဆိုဒီ hige ဆိုဒီပဲဖြစ်ဖြစ် hige ဆိုဒီပဲဖြစ်ဖြစ်မုတ်စိတ်ရိတ်တဲ့တင်တုံးထားကိုပြောတာနောက်ကကြတော့ hair brush ဆိုတာက hair brush ကောင်းပြီးခုရှိလို့လည်းခေါ်တယ်နောက်ကကြတော့ slipper ဆိုတာကဖနက်အပါနောက်ကိုcotton pad ဆိုတာ cotton pad ကိုပြောအဲ့ဒီမှာပုံကြီးတွေပါပါတယ်ဒါတွေအကုန်လုံးကို amenities လို့ပြောရဲပေါ့နော်ဒါဆောင်မှုမှာမေးတတ်ပါတယ်ဟိုတယ်ကနေရှူသွားလို့ရတဲ့အလကားရတဲ့ပစ္စည်းတွေကဘာတွေလဲဆိုပြီးတော့သူအောက်မှာ ABC 3ခုနဲ့ပေးထားတဲ့ထဲမှာ amenity လို့ပါလို့ရှိလို့ရှိရင်အဲ့ဒီ amenity ဆိုတဲ့ဟာကိုရှူပေးရမှာပါဒါတွေဒီအကုန်လုံးဒီ amenities ဖြစ်ပါတယ်နော်အဲ့တော့ဆက်ပါမယ်နောက်တစ်ခုကကြတော့American service ဆိုတော့ American service ကကြတော့ Koku restaurant ကိုနော်ဆိုကြည့်ဟိုတုံးတို့နော်レストランがとっているサービス方法高級ဆိုတာကအဆင့်မြင့်တဲ့ restaurant စားတောက်ဆိုင်တွေကိုနော်ဆိုပြီးအဲ့ဒီစားတောက်ဆိုင်တွေကနေလွဲပြီးတော့ပေါ့နော်အဆင့်မြင့်စားတောက်ဆိုင်တွေကနေလွဲပြီးတော့ဟိုတုံးတုံနော် restaurant ကとっているサービス方法ဆိုတာတခြားစားတောက်ဆိုင်တွေမှာမရနိုင်တဲ့ service မျိုးဖြစ်ပါတယ်တဲ့厨房ဆိုတာက kitchen မီးဖို့ကြောင့်မှာ一年前ずつဆိုတာကတက်ရောက်ချင်းစီပူလက်တုံနေဆိုတာက plate ပေါ့နော်ဒီပကံပြားမှာမူရာတဲ့ဆိုပြီးအဲ့ထက်ပေါ့နော်ကိုကကြိုက်တဲ့ဟာတွေထည့်ပြီးတော့မှ waiter ကဆိုတာက waiter ဒီစပွဲတို့ကနေပြီးတော့卡库セキマテဆိုတာကကိုယ့်ရဲ့ဒီထိုင်ကုန်နေရအထိပေါ့နော်ဟာကောပူတမယ်နိတက်ပေးတဲ့အတွက်ကြောင့်မို့လို့တဲ့ဂျင်းစကူနာဆာဗစ်ကဆိုတာကဂျင်းစကူဆိုတာကမြန်ဆန်တော့ဒီအောင်မြန်ဆန်တဲ့ဂျင်းစကူနာဆာဗစ်ကဆိုတာကမြန်ဆန်တဲ့ service ကတဲ့အိုကိုအေရူချောရှော်ကအာရူဆိုတာကအတားချက်ရှိပါတယ်တဲ့အဲ့တော့ဒီ American service ဆိုတာကဒီကိုပါကိုတွားပြီးတော့စိတ်ကြိုက်ယူပြီးသွားလို့ရှိရင်တယောက်ချင်းစီပေါ့နော်တယောက်ချင်းစီတွားယူပြီးလို့ရှိရင် waiter ကနေပြီးတော့ကိုရဲ့ထိုင်ကုန်နေရအထိပေါ့နော်လာပြီးတော့ပို့ပေးတဲ့အတွက်ကြောင့်မို့လို့တွားချင်းမြန်တဲ့ service ဖြစ်တဲ့အတွက်ဖြစ်တယ်ပေါ့နော်အတားချက်တစ်ခုဖြစ်ပါတယ်တဲ့အဲ့တော့ဒါလေးကမှတ်ရမှာပါဒါအရေးကြီးပါတယ်ဒါစာမျိုးကမေးတယ်ပေါ့နော်အဲ့တော့ American service ကိုနောက်တစ်ခုဘာလို့လဲခေါ်သေးလဲဆိုတော့ကကြတော့ puletto service တို့ရောပါတယ်လို့ကတော့အားလို့ဆိုတာက plate service ပေါ့နော် plate service ဘယ်ကံပြားနဲ့တိတ်ဆောင်ပေးတဲ့ service ပေါ့နော်အဲ့လိုမျိုးလဲခေါ်တာရှိပါတယ်တဲ့အဲ့တော့စာမျိုးကသူကမေးတတ်တယ် American service ကိုနောက်တစ်မျိုးပေါ့နော်ဘယ်လိုခေါ်သေးလဲအဲ့လိုမျိုးလေးမေးကုန်နေမေးပြီးတော့မှအောက်မှာ ABC 3ခုပေးထားပြီးတော့အဲ့ထဲမှာတကယ်လို့ puletto service လို့ပါလို့ရှိလို့ရှိရင်အဲ့အပြေကိုရွှေ့ပေးရမှာဖြစ်ပါတယ်အဲ့တော့ American service နဲ့ puletto service နဲ့အတူတူပါပဲအဲ့တော့ဒီနေ့တင်ထားတာကပထမကကြတော့ after service ဆိုတာက after service ဆိုတာကကိုပစ္စည်းတစ်ခုခုကိုဝယ်တော့လို့ရှိရင်အဲ့ဆိုင်ကနေပြီးတော့ကိုရဲ့ဒီပြတ်သွားတဲ့အချိန်ကြလို့ရှိရင်သူတို့စီကနေ service အခမဲ့ service ပေးတဲ့ဟာတွေပါပြီပေါ့နော်အဲ့ဒါကိုပြောတဲ့အချိန်မှာ after service လို့ပြောတယ်နောက်ကကြတော့ ability ပါ gas တော့ average gas ကကြတော့ဒီအဲ့တဲ့တယောက်ချင်းစီအပေါ်မှာရောင်းအားကိုပြောတာဖြစ်ပါတယ်နောက်ကကြတော့ ability ပါ room occupy တို့ဆိုတာကအခန်းတစ်ခန်းချင်းစီအပေါ်မှာပြင်းပြရောင်းအားကိုပြောခြင်းဖြစ်တယ်နောက်က appetizer ဆိုတာနဲ့ဒီမစားခင်ပေါ့နော်စားခြင်းတောက်ခြင်းစိတ်ကိုတိုးပေါ်လာအောင်လို့သူတို့ဘက်ကဝန်ဆောင်မှုပေးတဲ့ဟာကို appetizer လို့ခေါ်တယ်နောက်ကကြတော့ amenity ဆိုတာကကြတော့ဒီယူရုံမှန်လို့ရှိရင်သူတို့ hotel ကနေပြီးတော့ကိုရီ hotel တက်လို့ရှိရင်အလကား order ကိုယူလာလို့ရှားတဲ့ပစ္စည်းတွေကို amenity လို့ပြောတယ်နောက်ကကြတော့ American service ဆိုတာကကြတော့ bullet service ပေါ့နော်ကိုပါကိုတယောက်ချင်းဟိုကြိုက်တာတွားယူပြီးလို့ရှိရင်အဲ့ဒီ waiter ကနေပြီးတော့ကိုရဲ့ထိုင်ကုန်နေရအထိလာပြီးတော့ပို့ဆောင်ပေးတဲ့ဟာဖြစ်ပါတယ်
အဲ့တော့ဒီညဟိုတယ်ပညာဒါနဗီဒီယိုတီ2ဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်